ဘာမှပင်ပင်ပန်းပန်းမလုပ်ရဘဲနဲ့နှုံးချိနေတယ်လို့ခံစားနေရပြီလားဒါဆိုရင်တော့အသေးအစီဖုံးနေတာဖြစ်နေပါတယ်အသေးအစီဖုံးတာဘာလို့ဖြစ်တာလဲဘာတွေသတိထားရမလဲပြောပြပါမယ်ဘာလို့အသေးမှာအစီတွေစုလာတာလဲနံပါတ်1ကအဝလွန်ခြင်းပါအထူးသဖြင့်ဘိုက်ထဲမှာစုနေတဲ့အစီတွေကအသေးကိုဓာတ်ရိုက်ထိခိုက်စေပါတယ် နှစ်အစီများတဲ့အစာအသောက်အကျော်အလော်တွေအပြင်တကြားဓာတ်များလို့နဲ့အချိုရည်နဲ့မုံအချိုတွေကအသေးမှာအစီစုစေပါတယ်သွေးထဲမှာမကောင်းတဲ့အစီကိုလက်စတရောတွေများနေခြင်းကလည်းအသေးကိုအစီဖုံးဖို့အားပေးနေပါတယ်နောက်တစ်ချက်ကအထိုင်များခြင်းမှာလုံရှားမှုမရှိတဲ့အခါခန္ဓာကိုယ်ကဇီဝကမဖြစ်စဉ်တွေနှေးကွေးဖားပြီးအစီတွေကိုမလောင်ကျွမ်းနိုင်ပေအသေးထဲမှာပဲစုပုံလာစေပါတယ်အသေးအစီဖုံးရင်ဘလို့လက္ခဏာတွေပြလေတစ်မှဒီအချက်တွေရှိနေပြီလားသတိထားကြည့်ပါအကြောင်းရင်းမရှိပဲအမြဲနှုံးချိနေတာဘိုင်းရင်ညာဘက်အပေါ်နားမှာတခုခုနဲ့ဖိထားသလိုမျိုးလေးလံအောင်တောင်ဖြစ်နေတာမျိုးခံစားရရင်အသေးအစီဖုံးနေတာဖြစ်နိုင်ပါတယ်ဘိုက်ပူရာကိုဂုံးမယူပါနဲ့တစ်အသေးကိုဂယုစိုက်ပါစီနဲ့အချိုလျှော့စားသည့်လိကျင်ခံလုပ်ပေးပါကျမ်းမာရေးဘုဒ္ဓတာတွေအတွက်အားတော်ချမ်းကို follow လုပ်ထားနော်